ဘဝမှာသူများအသုံးချခံလူမဖြစ်စေဖို့အတွက်အဓိကကြတဲ့အချက်၅ချက်ကိုဖော်ပြပေးမှာဖြစ်ပါတယ်နံပါတ်1သူတစ်ပါးအပေါ်တနာတတ်လွတ်တဲ့စိတ်ကိုလျှော့ပါငါသာလင်သူ့နေရာမှာဆိုတဲ့စိတ်နဲ့လူတိုင်းပေါ်တနာတတ်တဲ့လူတွေကပဲအမြဲတမ်းအဲ့ဒီစိတ်ကြောင့်သူတစ်ပါးရဲ့အသုံးချခံအဖြစ်နဲ့ဘဝမှာရှင်သန်နေရတတ်ပါတယ်ဒါကြောင့်ငါလူတိုင်းပေါ်မျှတစွာတွေးပြီးတနာကျင်နာတတ်ခြင်းကလူတချို့အတွက်လိုအပ်ချက်တစ်ခုဆိုပေမဲ့လူတချို့အတွက်တင့်ရဲ့တနာတတ်တဲ့စိတ်ကိုဟန်ဆောင်မျက်နှာဖုံးနဲ့ချနင်းသွားမဲ့လူတွေရှိနေတတ်ကြပါတယ်နံပါတ်2ကိုချင်းစာစိတ်ကိုလူတိုင်းကိုမပေးပါနဲ့ပြန်သုံးသပ်ပါလူတစ်ဖက်သားပေါ်အမြဲတမ်းကိုချင်းစာစိတ်နဲ့တွေးဖေးတတ်တဲ့လူတွေဟာတခုခုဆိုရင်သူများရဲ့အတုံးချခံအဖြစ်ခံလူသားတွေပါပဲအဲ့ဒီစိတ်ဓာတ်ကိုအခွင့်ကောင်းယူပြီးကိုယ်တိတ်ခါကိုချနင်းကြမဲ့သူတွေအတွက်အဓိကအားသာချက်တစ်ခုပါဒါကြောင့်ကလူတိုင်းအပေါ်ကိုချင်းစာနာတတ်တဲ့စိတ်နဲ့မြင်ပေးတာကောင်းပေမဲ့ပေးတဲ့လူလားမပေးတဲ့လူလားဆိုတာပြန်လဲသုံးသပ်ဖို့လိုပါလိမ့်မယ်နံပါတ်3အာနာတတ်တဲ့အကျင့်ကိုဖျောက်ပါလူတိုင်းအပေါ်အာနာတတ်တဲ့စိတ်ကြောင့်ကိုယ့်ဘက်ကဘယ်လိုအခြေအနေမျိုးပဲရောက်ကူညီတတ်ကြတဲ့လူတွေရှိကြပါတယ်ဒီလိုကူညီလိုက်လို့သူအစဉ်ပြေသွားပေမဲ့ကိုယ့်အရေးကြုံလာတဲ့အခါကိုယ့်ဘက်ကအစဉ်မပြေပဲကြံနေခဲ့တဲ့အချိန်တွေများနေမှာပါဒီလိုအခြေအနေမျိုးကတစ်ချိန်တစ်ခါဆိုတာထက်အချိန်ချင်းအခါခါဖြစ်နေတတ်တာမျိုးပါဒါကကိုယ့်ရဲ့အာနာတတ်တဲ့စိတ်ကြောင့်သူတစ်ပါးရဲ့ချနင်းခြင်းကိုမသိလိုက်ပဲကိုယ့်စိတ်ရင်းကိုကကူညီခြင်းတတ်တဲ့သူတွေရဲ့အားနည်းချက်တစ်ခုပါပဲဒီအားနည်းချက်ကိုပဲအခွင့်ကောင်းယူပြီးကိုယ်တိတ်ခါချနင်းသွားမဲ့လူတွေအများကြီးရှိနေတတ်တာမမေ့ပါနဲ့နံပါတ်4အယုံမလွယ်ပါနဲ့အပြုံးတွေရဲ့နောက်ွက်ကဖွက်ထားတဲ့ဓာတ်သွားတွေကိုကျွန်တော်တို့မမြင်နိုင်ပါဘူးဒီလိုပါပဲဘဝမှာကိုယုံကြည်ရတဲ့လူတွေကပဲကိုနောက်ကျောက်ကိုဓာတ်နဲ့ထိုးသွားတာကြီးပဲမဟုတ်ပါလားကိုဒူးတော်ကိုမယုံကြည်ရတဲ့ခကြီးထဲမှာအယုံလွယ်ပြီးတနာတတ်တဲ့တင့်ကိုချနေမဲ့ဟန်ဆောင်မျက်နှာဖုံးတွေနဲ့လူတွေနေရာတိုင်းမှာရှိနေတယ်ဆိုတာမမေ့ပါနဲ့နံပါတ်5ယူသားပါမတုံးရပါနဲ့ယူသားဒီကုံစား၍မကုံဆိုတဲ့ဆိုရိုးစကားကမှန်တယ်ဆိုပေမဲ့လို့ယူသားချင်းဆိုတဲ့နောက်ကတုံးအချင်းကိုတွဲမထားပါနဲ့လူတိုင်းကကိုလိုစိတ်မျိုးရှိခြင်းမှရှိနိုင်တဲ့အတွက်လူတိုင်းအပေါ်အယိုးခံတဲ့ပေါင်းတင်ဆက်ဆံခြင်းမျိုးကလူတချို့အတွက်ကောင်းပေမဲ့လူတချို့အတွက်တော့တင့်ရဲ့ယူသားချင်းကိုအခွင့်ကောင်းယူပြီးကိုယ်တိတ်ခါကြဆင်းအောင်ခြောက်တွန်းမှုစောင့်နေတဲ့လူတွေရှိနေတတ်ကြပါတယ်ဒါကြောင့်ကယူသားချင်းကဂုဏ်ယူစရာဆိုပေမဲ့လို့တုံးအပြီးလူတကာချနေမဲ့ခတ်နှုံလူအားတယောက်တော့မဖြစ်ပါစေနဲ့ဘဝမှာကိုကောင်းနေသေးကိုခေါင်းဘဲမှမရွေဘူးဆိုပေမဲ့လို့ကိုအနာရောက်လာသူတိုင်းကကိုအပေါ်ကောင်းဖို့ဆိုတာတဲ့သူတို့အပေါ်ကောင်းနေလို့သာကိုအနာမှာရှိနေခြင်းတည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကဘဝမှာအတုံးချခံချနင်းခံရမဲ့လူမဖြစ်ဖို့အတွက်အဓိကကြတဲ့အချက်၅ချက်ကိုတင်ပြပေးလိုက်ရပါတယ်ခင်ဗျာအခုမူရင်းရေးသားသူကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ထပ်လည်းဘုသူဒ္ဓရပွဲလေးတွေကိုမြောက်များစွာတင်ဆက်ပေးအောင်မှာမို့စောင့်မျှော်နားဆင်ပေးဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ